work from home ခေါ်အများဆုံးအလုပ်တွေကဘာတွေလဲပေါ့နော်အဲ့တော့ work from home လုပ်ချင်တဲ့သူတွေအတွက်ကိုဘယ်လိုမျိုးအလုပ်တွေအများဆုံးရှိတယ်လဲဆိုတဲ့ဥစ္စာလေးကို share လုပ်ပေးချင်ပါတယ်အဲ့တော့ဘယ်လိုအလုပ်တွေရှိတယ်လဲဆိုတာမပြောခင်မှာတင်ချာတာကတော့ work from home လို့ပြောတဲ့အတွက်ကြောင့်မို့လို့ client ဒါမှမဟုတ်လို့ရှိရင် customer တွေနဲ့တိုက်ရိုက်ထိတွေ့ပြီးတော့လုပ်စရာမလိုတဲ့တိုက်ရိုက်မျက်နှာချင်းဆိုင်ပြီးတော့တွေ့မှလုပ်စရာမလိုတဲ့အလုပ်တွေက work from home ခေါ်လေးရှိပါတယ်ဥပမာခုခေတ်မှာဆိုလို့ရှိရင်ခေတ်စားတာဆိုရင်ဒါ digital marketing ပေါ့နော် marketing ဒီ Facebook တွေ TikTok တွေကနေပြီးတော့marketing တွေနဲ့ဒီတစ်ခုခုပစ္စည်းတစ်ခုခုကိုရောင်းရဖို့အတွက်ကိုကြော်ညာပေးတာမျိုးဒါမျိုးဆိုလို့ရှိရင် work from home လုပ်လို့ရပါတယ်နောက်တစ်ခုကကြတော့ဗာလဲဆိုရင် content creator လို့ခေါ်တာပေါ့နော်အခုကျမတို့ဆိုလို့ရှိရင်ဒါ Facebook တွေပါ TikTok တွေမှာကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ project နဲ့ပတ်သက်ပြီးတော့ကြော်ညာဖို့အတွက်ဆိုလို့ရှိရင်ဒီ content creator တွေလိုအပ်ပါတယ်ကိုယ်တိုင်က content create မလုပ်တတ်ဘူးဆိုလို့ရှိရင် content creator create လုပ်တတ်တဲ့သူစီကနေပြီးတော့သူကိုကိုယ့်ရဲ့ကြော်ညာကိုအနံပြီးတော့လုပ်ရတာမျိုးတွေရှိရဲဒါကြောင့်မလို့ content creator တွေဆိုလို့ရှိရင်လည်းပဲ work from home လုပ်လို့ရတာကိုတွေ့ရပါတယ်နောက်တစ်ခုပေါ့နော်နောက်တစ်ခုကတော့ဗာလဲဆိုရင်ကျမတို့ IT ဘိုင်းမှာဆိုလို့ရှိရင် system တွေကိုသွားတဲ့အခါမှာလိုအပ်တဲ့အချက်လက်တွေကိုဖြည့်ပေးရတာမျိုးတွေရှိတယ်ဥပမာဆိုလို့ရှိရင်စိတ်ယုံကိုပြောရင်စိတ်ယုံနဲ့ပတ်သက်တဲ့အချက်လက်တွေဖြည့်ရတာမျိုးစိတ်ယုံမှာလာတက်တဲ့လူတွေရဲ့အကြောင်းအရာတွေကိုဖြည့်ရတာမျိုးအဲ့တော့ဒီနိုင်ငံခြားမှာဆိုလို့ရှိရင်တချို့ကုမ္ပဏီတွေကဒီလိုမျိုးအချက်လက်ဖြည့်ဆွတ်ဖို့ရန်အတွက်နဲ့ကိုလူတွေကိုဒီ on-site မငားတော့ဘူးပေါ့နော်ဘာလို့လဲဆို data entry လို့ခေါ်တဲ့ဒီကောင်တွေကိုဖြည့်ဖို့အတွက်ကိုအချိန်ပိုင်းနဲ့ work from home remote လုပ်နိုင်တဲ့သူတွေကိုငှားရမ်းလေးရှိတာမျိုးကိုလည်းတွေ့ရပါတယ်နောက်တစ်ခုကတော့ဗာလဲဆိုလို့ရှိရင် IT မှာပါပဲအဓိကကတော့ဒီ software တွေရှိတဲ့ developer တွေ programmer တွေcoder တွေလို့လည်းခေါ်တယ်ပေါ့နော်သူတို့တွေဆိုလို့ရှိရင်လည်းပဲဒီကိုယ့်ရဲ့အိမ်မှာ laptop နဲ့ဒီကိုယ့်ရဲ့ programming knowledge ကိုအသုံးပြုပြီးတော့ experience ကိုအသုံးပြုပြီးတော့ program တွေရေးတာမျိုး software တွေရေးတာမျိုးကိုလည်းကိုယ့်အိမ်မှာကိုယ်ပဲလုပ်လို့ရပါတယ်အဲ့လိုလုပ်လို့ရဖို့အတွက်ကိုဒီ programmer developer ဆိုပြီးတော့ခေါ်နေတဲ့ work from home လုပ်တွေလည်းရှိပါတယ်နောက်တစ်ခုကတော့ကျမတို့အခုလုပ်နေတဲ့ project manager သို့မဟုတ်ဒီ program manager ပေါ့နော် project တွေကို manage လုပ်တဲ့အခါမှာသူက work from home နဲ့လုပ်လို့ရတယ်လို့ဒီအထူးသဖြင့်အပြင်မှာပေါ့နော်လူကိုယ်တိုင်သွားပြီးတော့လည်းပဲ project management လုပ်လို့ရပါတယ်အဲ့တော့ပြောချင်တာကတော့ work from home လုပ်တဲ့အခါမှာဟိုတစ်ခေါက်ကရှင်းပြသလိုပဲဒီသူ့ရဲ့ challenge တွေရှိရဖြစ်တဲ့အတွက်ကြောင့် project manager တယောက်အနေနဲ့ challenge တွေရှိနိုင်တယ်ဆိုပေမဲ့လည်း work from home အနေနဲ့လုပ်လို့ရတဲ့အလုပ်ထဲမှာ project management ကလည်းပဲပါဝင်နေပါတယ်အခုပြောပြပေးသွားတာလေးကတော့ work from home လုပ်လို့ရတဲ့အလုပ်တွေကတချို့ဖြစ်ပါတယ်တခြားသော work from home လုပ်လို့ရတဲ့အလုပ်တွေလည်းအများကြီးရှိတယ်ပေါ့နော်